ကောင်မလေးကနို့အနီကိုသူ့စီကိုပြန်ဝဲလာအောင်လှုပ်လိုက်တာပေါ့ဇွန်တစ်ချောင်းကလည်းနောက်ကနေလိုက်လာပြီးပန်းကန်တွေကိုရောက်လာတယ်ပြီးတော့သူ့မနက်စာကိုစိတ်နဲ့ပဲပြီးအောင်စားလိုက်တာပေါ့သူမကလက်ခဝလေးကိုနည်းနည်းလေးပဲလှုပ်လိုက်တာနဲ့တင်သူ့ပတ်ဝန်းကျင်ကအရာအလုံးကသူ့မိန်ကိုချစ်ချင်းနာခံကြတာပေါ့အမှန်တော့ဒီကောင်မလေးမှာစူပါပါဝါတွေပိုက်စိတ်ထားတာပေါ့ငငယ်လေးရတဲ့ကကိုထူးချွန်တဲ့ကလေးတွေရောက်ပေါ့မနက်တိုင်းသူ့မနက်စာကိုကိုယ်တိုင်ပြင်ဆင်ပါတယ်ပန်းကိတ်တစ်ခုချင်းစီကိုအပြည့်အနာစားမရှိအောင်လုပ်ပြီးတဲ့ခါမှာတော့သတင်းစာပိုင်ရင်ကသူ့မနက်စာကိုသုံးဆောင်လေးရှိပါတယ်ဒီကောင်မလေးကစာဖတ်တာကိုအယမ်းကြိုက်တာပေါ့သူ့အိမ်မှာရှိတဲ့စာအုပ်တိုင်းကိုဖတ်ပြီးသွားပြီနောက်ထပ်စာအုပ်တွေရှာဖို့အတွက်ဖုံးလန်းကျွန်းစာအုပ်ကိုဖွင့်လိုက်ရဲ့စာကြည့်တိုက်လေးစာကိုတွေ့တော့တယောက်တည်းထွက်သွားတာပေါ့စာကြည့်တိုက်ကိုရောက်တော့စာအုပ်တွေတယောက်တည်းလာငားတဲ့ကလေးမလေးကိုစာကြည့်တိုက်မူကကြောင်ကြည့်နေတာပေါ့ဘာစကားမှတော့မပြောနိုင်လောက်အောင်အန်တော်နေတာပေါ့အဲ့ဒီနောက်ပိုင်းကစားပြီးကောင်မလေးကနေတိုင်းစာကြည့်တိုက်ကိုအချိန်မှန်မှန်ရောက်လာတော့တာပေါ့သူဖတ်ပြီးတဲ့စာအုပ်ပုံတွေကလည်းတရွရွမြင့်တက်လာပါတယ်ရက်တွေလည်းတရက်ပြီးတရက်ကုံဆုံးသွားနေကောင်မလေးလည်းတဖြည်းဖြည်းနဲ့အရွယ်ရောက်လာတာပေါ့ကျောင်းနေစာရွယ်ရောက်တော့ဖေဖေကိုကျောင်းတက်ချင်းကျောင်းခွင်တောင်းနေဖေဖေကချက်ချင်းကိုညင်းလိုက်တာပေါ့ကောင်မလေးရဲ့ညံထဲမှာတော့ချက်ချင်းကိုကွေးကြည့်သွားတာပေါ့မျက်ရည်တွေကလည်းထိမ့်မရအောင်စီးကြလာပါနေသူ့ရဲ့ကိုကတော့မှသူ့ကိုတနာနေမိတာပေါ့တနည်းမှာတော့ကောင်မလေးစာအုပ်ဖတ်နေတော့ဖေဖေကရွတ်တရက်ဆိုသလိုဒေါသတကြီးဝင်လာတယ်မင်းကလေးတွေကဘာပညာမှတတ်စရာမလိုဘူးလို့ပြောတယ်ပြီးတော့သူ့စာအုပ်တွေကိုဆုတ်ဖြဲပြလိုက်တာပေါ့ပြီးတော့အထိပ္ပယ်မရှိတဲ့ TV ဒရာမာတွေကိုကြည့်ခိုင်းတယ်ကောင်မလေးကဒေါသတကြီးနဲ့တုံ့ရင်နေတာပေါ့နောက်တစ်စက္ကန့်မှာပဲ TV ကပောက်ကွဲသွားတယ်ဒီဖြစ်ရတဲ့ပြီးမှာတော့ကောင်မလေးရဲ့စူပါပါဝါတွေအပြည့်အဝနှုတ်ထလာပါတော့တယ်ဖေဖေကတော့ဒီလိုထူးဆန်းတဲ့ကောင်မလေးကိုဆက်ပြီးမခံနိုင်တော့ဘူးနောက်ဆုံးတော့သူချောင်းပေါ်ပေလို့တဘောတူလိုက်တာပေါ့ចောင်းစားတတ်တဲ့ပထမဆုံးနေ့မှာဆရာက13379ဆိုတဲ့အရန်ခက်ခဲတဲ့သင်္ချာပုံစံတစ်ခုကိုပေးလိုက်တယ်။ကောင်မလေးကလည်း4927လို့အဖြေကိုချစ်ချင်းထုတ်ပြောလိုက်တာပေါ့။ဆရာကအံ့အားသင့်သွားတယ်။အမြန်ဆုံးစာရွက်နဲ့ခဲတံယူပြီးတွေ့ကြည့်လိုက်တော့ကောင်မလေးပြောတဲ့အဖြေကမန်းနေတာကိုတွေ့လိုက်ရတယ်။အဲ့ဒီအခါမှာဆရာကသူ့အတန်းထဲကိုသင်္ချာပညာရှင်ခရီးမလေးတယောက်ရောက်တာကိုသဘောပေါက်သွားတာပေါ့။ဒါပေမဲ့ចောင်းအုပ်ကြီးကတော့ကြောက်စရာကောင်းတယ်။သူကညံကောင်းတဲ့ခရီးတွေကိုမုံတီးတာပေါ့။အဲ့ဒီနေ့မှာပဲចောင်းအုပ်ကြီးကကောင်မလေးကိုအပြစ်ပေးဖို့အကြောင်းပြချက်တစ်ခုရှာလိုက်တယ်။သူ့ကိုမောင်မဲနေတဲ့အခန်းချင်းလေးတွေမှာပိတ်လောင်ထားလိုက်တယ်။ကန်ကောင်းစွာနဲ့ပဲဆရာကအချိန်မီရောက်လာပြီးကောင်မလေးကိုကဲတင်လိုက်တယ်။ကျောင်းအုပ်ကြီးကိုလက်စားချေဖို့အတွက်အတန်းဖို့တယောက်ကသူ့ရေခွက်ထဲကိုအိမ်မြောက်တစ်ကောင်ထည့်ထားလိုက်တယ်။ဘာမှမသိတဲ့ကျောင်းအုပ်ကြီးကလည်းတကုတ်ကုနာတောက်ချလိုက်တာပေါ့။အတန်းထဲကကလေးတွေအလုံးကသူ့နောက်ကွယ်မှာတိတ်တိတ်လေးရေမောနေကြလေ။ရေခွက်ထဲမှာအိမ်မြောက်ကိုတွေ့လိုက်ရတဲ့အခါကျောင်းအုပ်ကြီးကမအီးမတားဖြီးပြီးအော်အန်တော်မလို့ထိသွားတာပေါ့။ကောင်မလေးကလှုပ်တာလို့တေချာပေါက်ယုံထိလိုက်တယ်။ကျောင်းအုပ်ကြီးကသူ့ကိုမရမနာစူပူချိန်မောက်နေတာပေါ့။စိတ်မရှိတော့တဲ့ကျောင်းမလေးကနောက်တစ်ခါသူ့ရဲ့စူပါပါဝါကိုအထုံးပြလိုက်တယ်။နောက်တစ်စက္ကန့်မှာပဲအိမ်မြောင်ကကျောင်းအုပ်ကြီးစီခုန်တက်သွားတယ်။ကျောင်းအုပ်ကြီးကအော်ဟစ်ပြီးကြောက်လန့်တကြားခုန်ပေါက်နေတော့တာပေါ့။ကျောင်းအုပ်ကြီးကပြန်ပြီးရန်ဖြူဖို့လှုပ်လိုက်တော့ကောင်မလေးကစိတ်နဲ့ပဲကြောက်သိမ်းဖုံးဖြတ်ခဲဖြတ်ကိုမြောက်သိမ်းပြီးသူ့စီပြေးပေါက်လိုက်တယ်။ကျောင်းအုပ်ကြီးကတကားပုံကိုဖြတ်ပြီးအပြင်းဘက်ကိုလွင့်စင်ကျသွားပါတော့တယ်။ကျောင်းသားတွေကလည်းအဲ့ဒီအချိန်ကိုအခွင့်ကောင်းယူပြီးအတူတူပြေးထွက်သွားကြကမကောင်းတဲ့ကျောင်းအုပ်ကြီးကိုကျောင်းဝင်းအပြင်ဘက်အထိလိုက်ထုတ်ပြလိုက်ကြတာပေါ့။